ခင်ကခွန်းလို့ဖို့ပြောတယ်နာချီလို့ခံနေတယ်တခင်ရဲ့ချစ်ကြောင့်နေစေဘာဝထလို့နာမြဲတမ်းဖြစ်နေတယ်အနာဂတ်ကောင်းဆုံးချီရောက်မေခက်ခဲစိတ်ရဲ့ခဏကြုံလေးညောင်းနေကုန်စားလိုက်မယ်သူခင်ဒီကဒီရဲ့ယုံကြည်စွာပုံအပ်ရင်နဲ့ချီးမွမ်းနေမယ်သခင်ကလေးတော်စကားတွေစိတ်ဆွဲလာလုံးနေမယ် Yes and Amen ကိုယ်ရဲ့တော့ထွက်ကတိတော်ကိုယ်စားယုံကြည်ကိုယ်စားရဲ့နဲ့ Yes and Amen ဓမ္မပြနောက်ထွက်ကတိတော်ဒီဆောင်စီဖို့တွေ့ဒါလေးဖြစ်ပေးပါခန္ဓာစိတ်နှလုံးသားဝိညာဉ်ကိုယ်ွယ်မဲ့ခြင်းမဲ့သခင်ရဲ့စကားသံဆို Yes and Amen မင်းတို့ခင်ကခွန်းလို့ဖို့ပြောတယ်နာချီလို့ခံနေတယ်သခင်ရဲ့ချစ်ကြောင့်နေစေတမဝါထလို့နာအမြဲတမ်းဖြစ်နေတယ်အနာဂတ်ကောင်းဆုံးချီးမြှောက်မေခက်ခဲစိတ်ရဲ့ခဏကြုံလေးညောင်းလေးကုန်စားလိုက်မယ်သခင်ဒီကတည်တယ်ယုံကြည်စွာပုံအပ်နဲ့ချီးမွမ်းနေမယ်သခင်ကတိတော်စကားတွေစိတ်ဆွဲလာလုံးနေမယ် Yes and Amen ကိုယ်တော်ရဲ့နောက်ထပ်ကတိတော်လိုက်ရှောင်းနာခံကိုးစားရင်နဲ့ Yes and Amen ဓမ္မတဲ့နောက်ထပ်ကတိတော်ဒီဆုံးစီဖို့တွေ့ခန္ဓာစိတ်နှလုံးသားဝိညာဉ်ကိုယ်ွယ်မဲ့ခြင်းမဲ့သခင်ရဲ့စကားသံဆို Yes and Amen ဒီတော့မယ် Yes and Amen ကိုယ်တော်ရဲ့နှုတ်ထွက်ကတိတော်လိုက်ရှောင်းနာခံကိုးစားရင်နဲ့ Yes and Amen ဓမ္မတရားနောက်ထွက်ကတိတော်ဒီဆုံးစီဖို့တွေ့ခန္ဓာစိတ်နှလုံးသားဝိညာဉ်ကိုယ်ွယ်မဲ့ခြင်းမဲ့သခင်ရဲ့စကားသံဆို Yes and Amen ဇာနာတရားစတိုင်းကိုဖတ်ရှင်းကောင်းကြည့်ပေးပါစေ